ကျွန်တော်တို့ရဲ့ဒီခရီးစဉ်လေးကတော့လေကော့တီးကနေပေါ်တူသွားတဲ့ခရီးစဉ်လေးပေါ့နော်လမ်းကြောင်းမှာ9နာရီကျော်လောက်တော့မောင်းရတယ်ဒါပေမဲ့လမ်းခရီးကလေအရန်ဟိုမှာဘယ်လိုပြောရမလဲဖြည်းဖြည်းလေးပဲမောင်းရတယ်ကီလိုမီတာတစ်နာရီကိုကီလိုမီတာ40-50ထက်ပိုမောင်းလို့မရဘူးဘာကြောင့်လဲဆိုလမ်းကြောက်တွေလည်းရှိတယ်ပြီးတော့လမ်းကြောင်းကလည်းအရန်ကျဉ်းတယ်ပေါ့နော်ခုမြင်ရတဲ့အနေအထားဆိုလို့ရှိရင်ကျွန်တော်တို့ကကြောက်တောင်နှစ်ခုကြားမှာထွင်းထားတဲ့လမ်းထဲကိုသွားနေတာပေါ့နော်ကျွန်တော်တို့ရှိမှာကားအကြီးတစ်စီးရှိတယ်သူ့နောက်ကနေကပ်ပြီးတော့လိုက်တယ်ဘာကြောင့်လို့လဲဆိုတော့ကားအချင်းချင်းရှောင်တဲ့အချိန်ကြာလို့ရှိရင်သူကရှေ့ကကိုယ့်အတွက်အကာအကွယ်ပေးတယ်လို့ဖြစ်တယ်ပေါ့နော်ကိုတွေကတော့သူ့နောက်ကနေပဲကပ်လိုက်တယ်သူကကြော်ခိုင်းတယ်ကျွန်တော်တို့ကမကြော်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကလမ်းကြောင်းမသိဘူးသူတို့ကကြတော့ဒီကော့စီကာမှာမောင်းနေတဲ့ဘတ်ကားသမားတွေဖြစ်တဲ့အတွက်ဘတ်တွေမောင်းတဲ့လူဖြစ်တဲ့အတွက်လမ်းကြောပိုကျွမ်းတယ်လေအဲ့ဒါကြောင့်လို့သူ့နောက်ကပဲလိုက်တယ်တခါတလေကြာရင်အဲ့ဒီဘေးမှာကြောက်အချွန်ကြီးရှိတယ်အဲ့တော့သူကကြောက်ချွန်ကြီးနားရောက်လို့ရှင်သူကအရှိန်လျှော့တယ်ပေါ့နော်ကိုကအဲ့ဒါမျိုးကြရင်သူ့နောက်ကနေအသာလေးမှိန်လိုက်ရုံအခုဒီလမ်းဆိုရင်ကြည့်လိုက်ပါအောင်နော်အရန်ကိုမှလှတယ်စိုက်ကဲစီးသမားတွေအတွက်တော့အရန်လှတဲ့လမ်းပေါ့လေကြောက်တောင်ရလည်းမြင်ပြီးဟိုအောက်ကတော့ဟိုဘယ်ဘက်ချမ်းမှာတော့ရေတွေရှိတယ်ပေါ့နော်အောက်ထဲမှာကျွန်တော်ကတော့မကြည့်ရလို့မကြည့်ဘူးကြောက်သားတွေဆိုတော့တော်တော်ကိုလှတာကြည့်လိုက်ဘတ်ကားဆိုလို့ရှိရင်လည်းသူကအဲ့လိုအကိုကြီးမှာဆိုဖြည်းဖြည်းလေးပဲမောင်းနေတယ်သူ့နောက်ကနေအသာလေးကိုဒရီကတ်လိုက်နေတာပေါ့နော်ကားတွေတော့အရန်ကြီးဒီလမ်းမှာတိတ်မောင်းတဲ့လူမရှိဘူးငကိုကလေးကလည်းကြိုတိထားတယ်ကျွန်တော်တို့ကြည့်ထားတဲ့အချိန်မှာဒီလမ်းကျောကအန္တရာယ်များတယ်ကားကြီးတွေအတွက်တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်သို့တော်ညာလည်းကျွန်တော်တို့မောင်းလာတဲ့ချိန်မှာတော့ဘာပဲဖြစ်ဖြစ်အန္တရာယ်ကင်းစွာနဲ့မောင်းလာခဲ့တယ်ပေါ့နော်ဒါဆိုရင်ကြောက်သားကြီးတွေအပေါ်မှာကြောက်တုံးကြီးတွေပြိုကျရင်မလွယ်ဘူးနော်အသေးတော်ရားတယ်အခုဒါဆိုလို့ရှိရင်လည်းအဲ့လိုကြောက်ဆောင်နေပေါ့နော်ဘေးမှာသူကအဲ့လိုတွေကိုထွင်းပြီးတော့မှဖောက်ထားတဲ့လမ်းပေါ့လေတော်တော်များများကော်စီကာရဲ့လမ်းတွေကအဲ့လိုဟိုကြောက်တောင်တွေကြားထဲကသွားတာများတယ်ပေါ့နော်များသောအားဖြင့်ဘာလို့ဆိုတော့သူကျွန်းပေါ်မှာတည်ရှိနေအောင်အလဲကောင်းမှာတောင်သဘောမျိုးဖြစ်နေတာဆိုတော့ကျွန်တော်တို့ကဒီတောင်ကိုဖြတ်ပြီးတော့မှသွားနေရတာဆိုတော့လေဒီလမ်းကြောတကြောလုံးကတော့တကယ်ကျွန်တော်ကဘေးကနေဖျားတာလိုက်တယ်ဒါဆိုလို့ရှိရင်ဘတ်စကားရက်ပြီးတယ်ကျွန်တော်တို့ကိုကြော်မလားပေါ့နော်သူကကြော်စီခြင်းတာဒါပေမဲ့ကျွန်တော်တို့ကလေမကြော်ရဲဘူးသူ့နောက်ကပဲမှိန်ပြီးလိုက်တယ်ဘာကြောင့်လို့ဆိုတော့လမ်းကြောမကျွမ်းကျင်တော့သူတို့ရဲ့တကယ်ဟောပေါ့အဲ့ဒီမှာရှိနေတဲ့ကျွမ်းကျင်တဲ့လူတွေရဲ့နောက်ကလိုက်တာပိုကောင်းတယ်ပေါ့နော်စပင်းစီသမားတွေစိုက်ကယ်စီးတဲ့လူတွေရှိတယ်ဒီလမ်းမှာအရန်လှတာ哦စင်ကားရှောင်းပြီတကယ်တမ်းကျတော့ကားအကြီးနှစ်စီးရှောင်လို့မရဘူးလမ်းကကားအသေးလေးဆိုရင်တော့ရှောင်ရတာလွတ်တယ်ပေါ့နော်ဟိုကအဲ့လိုမျိုး9မီတာလောက်ရှိတဲ့ကား9မီတာခွဲကားတွေဆိုလို့ရှိရင်နည်းနည်းအကွေတွေကြာရင်ဒုက္ခရောက်တယ်ပေါ့လေဒါဆိုရင်ရှေ့မှာကြိုမြင်ပြီးတော့ကိုနည်းနည်းအသေးရနေပါလားဆိုတော့ကြောက်ဆောင်နှစ်ခုကြားဖြစ်နေရပေါ့နော်ကျွန်တော်မျိုးသားတော့ကောင်းမောင်းရင်းနဲ့ကိုသူ့မှာတအံ့တအောတွေဖြစ်လို့ကျွန်တော်ကစကားကိုမပြောရဲဘူးဟိုဘယ်လိုခေါ်မလို့ရင်တုံးနေတာပေါ့နော်လမ်းကအရန်ချင်းပြီးတော့နောက်ပြီးကျွန်တော်တို့ကားရေနောက်မှာကကျွန်တော်တို့က
အဲ့လိုအစွဲကားတစ်ခုပါသေးတယ်အစွဲကားပေါ်မှာအဲ့ cycle တွေစပိန်တွေထပ်တင်လာတာဆိုတော့ပြောရရင်ကျွန်တော်တို့ကနောက်ပြန်ဆုပ်လို့ခက်ခဲတယ်ပေါ့နော်ကျွန်တော်ကြောင်လေးဆိုလို့ရှိရင်လည်းသူလည်းခေါင်းနဲ့မူးနေဝိတ်အဝိုက်တွေမောင်းနေရတော့လေဒီလမ်းကျောကိုကြော်ပြီးတော့မှကျွန်တော်တို့ရဲ့ camping ကိုရောက်မှာပေါ့နော်တဖြည်းဖြည်းနဲ့တကယ်ကိုအရန်ဆိုးတဲ့လမ်းတွေကိုကြော်လာပြီးပြီဒါကနောက်ဆုံးနာရောက်တော့မယ်ကမ်ပီနာမှာရောက်ခံနေပြီဆိုတော့နည်းနည်းလေးပြည့်ပြည့်သွားပြီကားပေါ်ကနေလှမ်းရိုက်တဲ့ကြောက်တွေဆိုလို့ရှိရင်လည်းကိုယ်မှမကြည့်ရဘူးပေါ့နော်ဦးရင်အခုံဆုံးလမ်းလို့လည်းပြောလို့ရတယ်ကျွန်တော်ရင်ခုန်ခဲ့တဲ့လမ်းနှစ်လမ်းရှိတယ်ဒီတလမ်းရဲ့နောက်ဗီဒီယိုတစ်ခုမှလည်းတလမ်းရှိသေးတယ်အရန်ရင်ခုန်ရတယ်အခုတော့ camping ကိုချောချောမောမောနဲ့အနေကင်းစွာနဲ့ရောက်လာကြတယ်ပေါ့နော် camping မှာနေရာယူမယ်နေရာယူပြီးတော့မှညနေခင်းကြာလို့ရှိရင်ဒီကမ်းခြေကိုသွားကြည့်မယ်ပေါ့နိcamping ကလည်းအဲ့တောင်နေကြားထဲမှာပဲကျွန်တော်တို့ရဲ့နောက်ကျောမှာတောင်အမြင့်ကြီးရှိတယ်အဲ့ကြားထဲမှာ camping လေးပေါ့နော်ကျွန်တော်တို့သွားတဲ့အချိန်ကတော့အရန်ကြီးလူမများပါဘူးcamping မှာလည်းရေကူးခံတွေပဲရှိရပေါ့နော်သို့တော်ညာလည်းရေကူးခံကိုရေချိုးနိုင်မှာမဟုတ်ဘူးနည်းနည်းအေးနေပြီပေါ့နော်နေရာယူပါပြီနေရာယူပြီးတော့ကားဆရာလည်းနားပါတော့မယ်ကျွန်တော်လည်းအမောဖြေပါတော့မယ်